ဟုတ်ကဲ့ကျေးဇူးတင်တယ်ဒီနေ့ကတော့ကျွန်တော်ကဝမ်းတာနေတယ်ဘာကြောင့်လဲဆိုတော့မြင့်အောင်လှိုင်ကခုလောလောဆယ်ငါတို့ကိုမနိုင်သေးဘူးကျွန်တော်တို့လည်းမနိုင်သေးဘူးဆိုတော့နိုင်ဖို့အတွက်တော့ကျွန်တော်တို့ဖိတ်ကအလားလာပူကောင်းတယ်လို့ကျွန်တော်မြင်တယ်ဘာကြောင့်အဲ့လိုမြင်ရတယ်လဲဆိုရင်တော့စီးလုံးနိုင်ဖို့အတွက်နိစနစ်ဒီနာဘလဖောင်းဒီကောင်းကောင်းလဲပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့တော်လကောင်းချင်းပြည်အတိုင်းအတာနဲ့တော်လကောင်းရှိလာလို့ကျွန်တော်ကဝမ်းသာတာဖြစ်ပါတယ်စစ်တိုက်တယ်ဆိုတဲ့ဥစ္စာကတော့စစ်တပ်အင်အားကောင်းတယ်ဆိုတဲ့ဥစ္စာကရည်စီတွဲတော့အဲ့ဒါစနစ်တကျနဲ့မတွားဘူးစနစ်တကျနဲ့မတွားဘူးဆိုရင်တော့ရည်စီစီလုံးမှုရှိမှာမဟုတ်ဘူးစီလုံးမှုမရှိဘူးဆိုရင်တော့မနိုင်ဘူးအခုတော့မြေအောင်လှိုင်ကိုဘာဖြစ်လို့မနိုင်တယ်လဲဆိုရင်တော့စနစ်တကျရှိတဲ့တော်လှန်ကြီးမဟုတ်သေးဘူးစနစ်တကျမရှိတော့မစီလုံးမှုပေါ့မစီလုံးမှုပေါ့ဘယ်အားရှိမလဲခဏလည်းပဲကောက်ယူမိလို့ပဲထပြီးတော့မှနောက်ဆုံးကျတော့ပြန်သိမ်းခံကြတာပါပဲဒါတော့ဒီတစ်ခါကတော့တပီလို့အတိုင်းအတာနဲ့ဆိုရင်တော့ CEF ကပြေတောင်းဝန်ယူလာတယ်ကျွန်တော်ချင်းပြည်အတိုင်းအတာနဲ့ဆိုရင်တော့ချင်းလန်းကောင်စီနဲ့ချင်းပြည်အစိုးရကကောင်းကောင်းတောင်းဝန်ယူလာတယ်အရင်တုန်းကဆိုရင်တော့အင်စုကြည်မှာဒီလုံးကအားမပေးဘူးမပါဝင်နိုင်ဘူးမပါဝင်နိုင်အားမပေးနိုင်တာလည်းပဲအင်စုကြည်ရဲ့ခြာထားကိုထိုက်က ICNCC ရဲ့မဟုတ်ဘူးအင်စု CC ရဲ့ခြာထားတော့ဘာတော့ကအစင်မပြေဘူးအဲ့ဒါကြောင့်အောင်မြင်မှာမဟုတ်ဘူးလို့ကျွန်တော်ကိုကရက်ကျွန်တော်ပြောပြီးသားအခုကျတော့ဒါဖြစ်သွားပြီအဲ့ဒါကိုကျွန်တော်ပြန်ဖြတ်သိမ်းပြီးတော့မှအင်စုကြည်ကိုစုဖွဲ့တစ်ခုအနေနဲ့ထားပြီးတော့မှခုကတော့ CEF ကိုတနိုင်ငံလုံးတော်လှန်ရေးဥဆောင်တဲ့အဖွဲ့အစည်းစနစ်တကျတဲ့သူတို့ကထားရှိသွားပြီဒါတော့CEF နဲ့ပတ်သက်ပြီးတော့မှပြီးလို့အတိုင်းတန်ပေါ်တစ်ချက်လောက်ပြည်သူလူထုကိုအရင်ချက်ပြချင်တယ်အာတစ်ဆရာပေါ့နော်ဆိုတော့ဒီနေရာမှာသူတို့ကဖွဲ့ဝင် member အနေနဲ့တစ်ဖွဲ့ရှိမယ်ပြီးရင်တော့မဟာမိတ်အနေနဲ့တစ်ဖွဲ့ရှိမယ်ဆိုတော့ member အနေနဲ့တော့ကချင် KIO တို့နောက်ပြီးတော့ Karen KNU တို့နောက်ပြီးတော့ KNPP ကရနီတို့နောက်ပြီးတော့ CNF ချင်းတို့နောက်ပြီးတော့မှလောလောဆယ်ကဟိုဖက်ဟာဆိုရင်တော့ပြည်သူလူထုတာဝန်ခံရမယ်ရွေးချယ်လာတဲ့ CRPH တို့နောက်ပြီးတော့အရင်တော့ကတော့အစိုးရတစ်ဆက်ဖြစ်ပေမဲ့အခုအစုဖွဲ့တစ်ခုအနေနဲ့နေတဲ့ NUG တို့ဘာတို့ကသူတို့က member တွေလောလောဆယ်ဖြစ်မယ်နောက်မှလည်း member တွေဝင်တဲ့သူတွေလည်းရှိလာလိမ့်မယ်ဆိုတော့ member အနေနဲ့မပါရင်လည်းပဲသူတို့ကမဟာမိတ်အနေနဲ့ပါပြီးတော့မှအခုနာမည်တော့မပြောဘူးဒီမြန်မာနိုင်ငံမှာရှိတဲ့နော်အင်အားကြီးတဲ့စစ်တပ်အင်အားကြီးတဲ့တိုင်းရင်းသား EAO တွေအလုံးနိပါကmember အနေနဲ့ဟောပါလေဒီကမဟာမိတ်အနေနဲ့အကုန်လုံးပါသွားပြီဆိုတော့ဘာဖြစ်လို့မဟာမိတ်အနေနဲ့ဥပမာပြောရမယ်ဆိုရင်တော့ AA ကဘာဖြစ်လို့မဟာမိတ်အနေနဲ့ပါတယ်လဲဆိုရင်တော့ तू ကFederal Democracy ဆိုတဲ့ဥစ္စာသူတို့အိမ်မြမဟုတ်တော့ဘူးနဲ့တူတယ်ဆိုတော့ Confederation တို့ဘာလို့ဖြစ်မလားတော့မသိဘူးပေါ့နော်အဲ့ဒါကြောင့်သူတို့ကမဟာမိတ်အနေနဲ့ပါသွားပြီဆိုတော့မြန်မာနိုင်ငံမှာနောက် SRA တို့ဘာတို့ကလည်းပဲသူတို့ကမဟာမိတ်အနေနဲ့ပါသွားပြီဆိုတော့အဲ့လိုမျိုးတပီလုံးအတိုင်းအတာနဲ့စုစည်းနိုင်မဲ့စနစ်ကိုသူတို့ကအရင်တော့မရှိခဲ့ဘူးမရှိခဲ့တော့မရှိလုံးဘူးပေါ့မရှိလုံးတော့ဘယ်နိုင်မလဲအချင်းချင်းပဲပြဿနာတိတ်ပြီးတော့မှဒုက္ခရောက်ကုန်တာပေါ့ဆိုတော့ဒါတွေကတော့ကျွန်တော်တို့ CRPH တို့နောက်ပြီးတော့ ANZUCC တို့ ANZUCC တို့ကနောက်မှတောင်းခံရမယ်နော်ခင်ဗျားတို့ကညံ့တယ်လို့ဒါသမိုင်းမှာတော့ကြံခဲ့လိုက်ပြီဒါပေမဲ့ပြည်သူလူထုတွေကတော့အာနာဆရာကောင်းတယ်ဒါ3နှစ်လောက်မှ2024လောက်မှနိုင်ပြီးသားဖြစ်ရမယ့်ဥစ္စာကိုအဲ့လိုမျိုးစနစ်တကျမလုပ်ခဲ့တော့မစည်းလုံးတာမစည်းလို့မနိုင်သေးတာနော်အဲ့ဒါတပီလို့အတိုင်းအတာနဲ့ကျွန်တော်ပြောချင်တယ်ဘလောက်ပဲအင်အားကောင်းကောင်းတစ်ဖွဲ့ထည့်နေမှမရဘူးဆရာဘလောက်ပဲတော်မနိုင်ဘူးဇခိုင်ဘလောက်ပဲတော်မနိုင်ဘူးချင်းဘလောက်ပဲတော်မနိုင်ဘူးအားလုံးချမှာပဲနိုင်မှာအားလုံးချနိုင်ဖို့အတွက်တော့စနစ်ကတိတ်ကြီးကြီးတယ်ဆိုတော့ပြည်သူလူထုကနားမလည်ဘူးเนาะကျွန်တော်ခေါင်းနားလေတယ်အခုတော့နိုင်မဲ့ကိရပေါ်လာပြီဆိုတော့ CEF ကိုတပီလုံးကအားပေးရမယ် CEF ကိုအားမပေးချင်ဘူးဆိုရင်တော့အဲ့ဒါလူကတော့စကားလည်းမပြောချင်နဲ့တော့အဲ့လိုမျိုးလူတွေကစီလုံးချင်တဲ့သူတွေမဟုတ်ဘူးသူဟာသူဆရာကြီးလုပ်ပြီးတော့မှနိုင်ငံကြီးကိုကစားတာချင်းမှလည်းအဲ့လိုမျိုးတော်တော်များများရှိတယ်နော်ဆက်ဆန်းက
ပုဂ္ဂိုလ်နဲ့နာမည်တိတိကျကျပြောပါဆိုရင်တော့နာမည်အယောက်50တယောက်ကို1 2 3ပြောလို့ရတယ်ဒီတော်လှန်ရေးမှာဒီတူလူထုကိုသူမယုံဘူးဒီတူလူထုမယုံဘူးသူ့အစီချင်းကိုလည်းမယုံဘူးဆိုတော့သူကလည်းနိုင်ငံရေးလေးလုပ်ချင်သေးတယ်ဆိုတော့အဖွဲ့ရှိတယ်ဟိုတယောက်ကိုခွဲလိုက်သူ့အဖွဲ့ကိုတီထောင်လိုက်အဲ့ဒါမှဆယ်ကြီးလုပ်လိုက်အဲ့လိုမျိုးလူတွေကမင်းအောင်လှိုင်နဲ့တူတူပဲအဲ့လိုမျိုးတွေကျွန်တော်သိတာ50တူရှိတော့နော်မြန်မာနိုင်ငံတိုင်းတာနဲ့အဲ့လိုမျိုးလူတွေကိုသူတို့စကောက်လည်းနားမထောင်ပါနဲ့လို့အဲ့ဒါကြောင့် CEF မှာအားပေးရမယ်ပန်းပူရမယ်အဲ့ဒီကနဲ့စနစ်တကျနဲ့မင်းအောင်လှိုင်ကိုမတော်လှန်မှုဆိုရင်တော့ကြက်ဆုံးကုန်မယ်ကြက်ဆုံးတဲ့ချိန်ကျတော့ခင်ဗျားတို့အထင်ကြီးတဲ့ဥစ္စာတွေကလည်းအရင်တော့ခင်ဗျားတို့ TNL ကိုထင်ကြီးတယ်မဟုတ်လားအခုကဒီလိုပဲအဲ့ဒါကြောင့်သူတို့ကအခုကနေပြည်တော်တော်မှသွားတယ်သူတို့သွားချင်လို့မဟုတ်ဘူးနော်ကျွန်တော်တို့သိတယ်ကြီးကြီးလာပြီအဲ့ဒါကြောင့်မင်းအောင်လှိုင်ကလည်းကုန်လို့ဖေးထုတ်ဖွင့်အတွက်သူတို့ကစနစ်တကျလေးနဲ့ strategy လုပ်လိုက်ပြီအဲ့တော့ဆန်းကနဲ့ကျွန်တော်ကြားမှာလဲခွဲထုတ်ဖွင့်အတွက်အထီတော်မှသူတို့စူးစမ်းတယ်တဲ့သူကသင်ယောက်ကြားမှာလည်းပဲခွဲထုတ်မယ်အဖွဲ့စည်းချက်မှာလည်းခွဲထုတ်မယ်အမျိုးမျိုးမြောင်လှ strategy ကအဲ့လိုမျိုးကဘယ်နေရာမှာမြောင်လှအောင်မြင်သွားတယ်လဲဆိုရင်တော့ငါတို့ချင်းမှာလေကိုဟာကိုဆယ်ကြီးလုပ်ပြီးတော့မှငါမှမပါဘူးဟိုမှာဖွဲ့တယ်လေထောင်တဲ့နေရာမှာမြောင်လှအတွက်အကွက်ကောင်းဖြစ်သွားပြီအဲ့အကြောင်းတနိုင်ငံလုံးကိုသတိပေးခြင်းတယ်မင်းအောင်လှအကြိုက်ကိုမလုပ်ကြပါနဲ့ခင်ဗျားမလုပ်နိုင်ဘူးဆိုရင်တော့အตาလဲနေပြီးတော့မှထမင်းပဲကောင်းကောင်းစားပြီးတော့မှစီးပွားရေးပဲရှာနိုင်ငံရဲ့အကြောင်းလည်းမပြောနဲ့တော့ရှားစတိုင်လိုဘာလိုနဲ့အားမကောင်းလို့ဘာလဲပြောမနေနဲ့ခင်ဗျားတီဆောက်နိုင်တာလည်းမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ချင်းကတော့အခုကကောင်းကောင်းသဘောပေါက်ကြပါပြီကောင်းကောင်းသဘောပေါက်ပြီဆိုတော့အဲ့ဒါတပီလုံးအတိုင်းအတာအနေနဲ့ CEF ကိုပံ့ပိုးရမယ် CEF ကိုထောက်ခံရမယ်အဲ့ဒါမဟုတ်ဘူးဆိုရင်တော့ CEF မကောင်းဘူးလို့ပြောမယ်ဆိုရင်တော့အဲ့ဒီလူကိုတော့ကောင်းမှမှတ်မိကြဘာကောင်းမှလည်းဖြစ်မှာမဟုတ်ဘူးအဲ့ဒါကဲအဲ့ဒါတပီလို့အတိုင်းတာနောက်ချင်းအတိုင်းတာနဲ့ဆိုရင်တော့အခုချင်းလန်းကောင်စီချင်းလန်း government နော် data dra local government နော် local defense force နော် CNF Chin National Army CNF ပေါ့ဆိုတော့အခုကကျွန်တော်တို့တူတေမှုရှိတာကကဲ local defense force နေနေမီဆိုရင်တော့အဆင်ပြေမှာမဟုတ်ဘူးခုကတော့တော်တော်တိလာပါတယ်အရင်တော့ကတော့ပြည်သူလူထုတွေကလည်းကျွန်တော်တို့ကိုတိတ်ပြီးတော့မှမဆုံးချကြနဲ့နော်တို့ကလည်းမတိခဲ့ဘူးဒေသန္တရကလာတဲ့သူတွေကလည်းကျွန်တော်အပါဝင်အသိငယ်တာလည်းပါတယ်အတွေ့အကြုံမရှိတာလည်းပါတယ်တချို့ကမလိမ္မာတာလည်းပါတယ်တိတိကျကျနားထောင်ကြပါတချို့ကအသိငယ်တာလည်းပါမယ်တချို့ကအတွေ့အကြုံမရှိတာလည်းဖြစ်မယ်တချို့ကမလိမ္မာတာလည်းဖြစ်မယ်အဲ့ဒါကြောင့်ချင်းပြည်အခုချိန်ထိကွဲပြဲနေတာအခုကြတော့အဲ့လိုမဟုတ်တော့ဘူးချင်းပြည်ချင်းလင်းကောင်စီအောက်မှာရှိတဲ့ဖွဲ့စည်းဒီအားလုံးကသဘောပေါက်ပြီဩဟုတ်တလူလူနဲ့နေခဲ့ကြတော့စာမဟုတ်ဘူးနော်ဆိုတော့ခုမှပဲသဘောပေါက်လာဆိုတော့လူကငါတို့မဟုတ်တော့ဘူးဆိုတဲ့ဥစ္စာတိပြီဆိုတော့အောင်မြင်သွားပြီငါအောင်မြင်ပြီငါဟုတ်ပါတယ်ဆိုပြီးတော့မဟုတ်ရဲနဲ့ဟုတ်တလူလူနေမယ်ဆိုရင်တော့နေမကောင်းရတာနဲ့နင်းနေမကောင်းဘူးဆိုပြီးတော့နေကောင်းပါတယ်ကွာဆိုမှနောက်ဆုံးကျတော့ကင်ဆာဆင့်လေးဖြစ်သွားပြီအဲ့ဒါဆိုသူတည်ဖို့ပဲအခုကမဟုတ်ဘူးမင်းနေမကောင်းဘူးနော်လို့ပြောတော့ဟုတ်တယ်တော့ငါတို့ကနေမကောင်းဘူးနော်လို့သူကတိကုန်ပြီဆိုတော့ဒီနေ့ကတော်တော်အတဲ့တာနော်ဒီအစည်းအဝေးမှာဘုံလုံးကတိတ်ညီလိမ့်ညီပဲငါတို့ကတော်အားနေချက်ရှိတယ်ကျွန်တော်တို့ကအဲ့လိုမျိုးမဟုတ်ဘူးဆိုတော့မှချင်းပြဆွတ်တပ်ဖွဲ့လဲအပိုင်ဖွင့်စီလိုက်ပြီဆိုတော့ချင်းပြဆွတ်တပ်ဖွဲ့ဖွင့်စီနေတာအင်မတမကောင်းသွားတာနောက်မှလည်းပဲဒေသန္တရဥဆောင်တယောက်ကဆွေးနွေးတာကတော့နာမျိုးတော့မပြောဘူးတိတ်ကောင်းသွားပြီဒေသန္တရကဒီတိုင်းဆိုရင်တော့မရဘူးအခုချင်းပြဆွတ်တပ်ဖွဲ့ကဒေသန္တရတပ်ဖွဲ့လေးရှိလို့ရှိအောင်မယ်ချင်းပြဆွတ်တပ်ဖွဲ့အတွက်ဒီလောက်လူဦးကြီးလှုပ်လိုက်ပြီအဲ့ဒါကိုချင်းပြဆွတ်က full နဲ့ထောက်ပတ်တော့မှာအခုလည်းထောက်ပတ်နေပြီစတင်လှူရှားနေပြီသူပြောတာကတော့ဒီလိုပြောသေးတယ်ဒေသန္တရတပ်ဖွဲ့တွေကိုလည်းတဖြည်းဖြည်းအကုန်လုံးချင်းပြဆွတ်တပ်ဖွဲ့မှာပဲအကုန်လုံးပုံလို့မယ်တဲ့ငါတို့ဒေသန္တရမှာတပ်ဖွဲ့ထားတာလည်းမတင်တော်တော့ဘူးလို့
အတုံးမတိမ်ဘူးလို့သူကိုယ်တိုင်ပြောလိုက်တယ်ဒါတိတ်ကောင်းတဲ့လားပဲနော်CNA အနေနဲ့ပဲနေမလားနောက်ပြီးတော့ချင်းပြဆွတ်တပ်ဖွဲ့အနေနဲ့ပဲနေမလားဒါဒီတန်တရာတွေကတော့အဲ့လိုမျိုးပုံစံနဲ့ပဲတွားဖို့လို့မယ်ပြီး CNA ကလည်းပဲ CNA နာမည်ကတိတ်ပုံမှာမဟုတ်တော့ဘူးအဲ့ဒါပြည်သူလူထုတွေကအခုကလေးကလည်းတတိပေးခြင်းတယ်ကျွန်တော်တို့ချင်းလဲကောင်စီခေါ်ရှင်တဲ့ချင်းလဲကောင်စီလို့ခေါ်ပါအစိုးရကိုခေါ်ရှင်တဲ့ချင်းလဲ government လို့ချင်းလဲဆိုရလို့ခေါ်ပေးပါနော်ချင်းလဲတရားထုတော်ချုပ်လို့တရားရေးကိုခေါ်ပေးပါနောက်ပြီးတော့ချင်းလဲနော်ပါလီမန်နော်ချင်းလဲထုတော်လို့ခေါ်ပေးပါတပ်ကိုချင်းပြည်အစိုးရတပ်ဖွဲ့လို့ခေါ်ပေးပါအင်္ဂလိပ်လိုနဲ့ဆိုတော့ချင်းလဲ government force CNA အမွှန်းတင်တာတို့ CDF ခံတာအမွှန်းတင်တာတို့ CDF မရအမွှန်းတင်တာတို့လုံးဝကျေစုပြုတော့မလုပ်ပြပါနဲ့တော့ဆရာတို့ကိုယ်တိုင်က CDF မရာတို့ CDF ဘာလို့ဆိုလို့စားအချစ်ပါတော့အဲ့ဒါမရှိလို့ကျွန်တော်တို့လည်းမျိုးမစိတ်ဝင်စားတော့ဘူးကျွန်တော်တို့ကတော့ CNA ဆိုတဲ့ဥစ္စာလဲကျွန်တော်နာမည်ကပို့ခိုင်းမှာမဟုတ်တော့ဘူးအားကြောင့်အခုကတော့ချင်းပြည်စွတ်တပ်ဖွဲ့ချင်းပြည်စွတ်တပ်ဖွဲ့ Chilean Government Force CNA လည်းအဲ့မှာပါတယ်အဲ့လိုပုံစံနဲ့ပဲတွားပြပါပြီးရင်ဒေတာတရာဒီကိုလည်းပဲဘယ်လိုပြောချရလဲစဉ်းစားCDF လေဒီအခု CDF တို့စိတ်ဝင်စားဘူးဒေတာတရာဆိုရဒေတာတရာဆိုရဖြစ်သွားပြီ local government အဲ့ဒါ local government အောက်မှာအရင်တော့က CDF ခေါ်နေတဲ့ကာကွယ်တက်တီကအောက်မှာပဲထားတော့တာအခုကြတော့တိတန့်တောင်မှထားပြီးတော့မှလှုပ်ဖို့အတွက်ကျွန်တော်တို့စိတ်ဝင်စားတော့ဘူးချင်းပြဆွတ်တပ်ဖွဲ့မှာပဲအကုန်လုံးပူပေါင်းကျွန်တော်တို့ကတော့အုပ်ချုပ်ရေးတွေပဲများဝန်ဆောင်မှုတွေပဲလုပ်ဖို့ဆိုတော့အပြိုးအဆူကိုနောက်ဆုံးအနေနဲ့ပထမဝေဦးထွက်နေပြောချင်တဲ့ဥစ္စာကတော့ဒီနဲ့ကျွန်တော်တို့ဒီ line ကိုလာကြည့်တဲ့လူတွေများတောင်းဆိုချင်တဲ့ဥစ္စာကတော့ချင်းပြည်အစ်စ်နဲ့အပြိုးအဆူလှုပ်ချင်နေဆိုရင်တော့တပ်ကိုပြောချင်နေဆိုရင်တော့ Chilean Government Force ပြောပြပါချင်းပြည်ဆိုတပ်ဖွဲ့ပြောပြပါကြံတဲ့နာမည်တွေကိုတော့မပြောကြပါနဲ့တော့အဲ့ဒါစီလုံးချင်းကျွန်တော်တို့အဲ့လိုမျိုးပြောဖို့အတွက်ကျွန်တော်တို့ကမူဝါဒမရှိဘူးမူဝါဒကတော့တပ်အကြောင်းကိုပြောချင်နေဆိုရင်တော့ Chilean Government Force Chilean ချင်းပြည်ဆိုတပ်ဖွဲ့အစိုးရကိုပြောချင်နေဆိုရင်တော့မြို့နေနဲ့ဒေတာဖက်အရင်တုန်းက CDF လို့ခေါ်နေတဲ့ဥစ္စာကဒေတာတရဆိုရအဲ့လိုပြောပြပါအခိုးဝါလည်းပဲစီလုံးချင်းကိုဒုက္ခပေးတယ်နော်အဲ့ဒါဒီနေ့ကတော့အဲ့ဒီပြည်သူလူထုတွေကိုကျွန်တော်တင်ခန်းစာပေါ့ပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်လက်ကောပါလေးချင်းပေးချင်ပါတယ်ဆရာဘွိုက်ပြောသွားတာတော်တော်လေးကောင်းပါတယ်ဒီ SCF ကိစ္စနဲ့ပတ်သက်ပြီးမှပြောသွားတဲ့ຢာလဲတကယ်ကိုအားရချင်တဲ့ဆရာကောင်းပါတယ်ကျွန်တော်တို့ဆရာဘွိုက်ပြောသွားသလိုပဲကျွန်တော်တို့တဦးတယောက်တစ်ဖွဲ့တည်းနဲ့ဒါကျွန်တော်တို့ဘလို့မှဒီဘယ်လိုခေါ်မလဲစစ်ကောင်စီမာလာဒီစစ်အစိုးရတွေကိုကျွန်တော်တို့ဖြိုခွဲဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးအခုကျွန်တော်တို့ရတရားစီမံကိန်းရသူတို့ငြိမ်းချမ်းရေးခေါ်နေရဆိုတာလေဒါသူတို့ကဒီကျွန်တော်ပြည်ပပြည်သူလူထုတွေကိုစေရနာရှိလို့သူတို့ကခေါ်နေတာမဟုတ်ဘူးကျွန်တော်တို့ကိုတတ်ရှူသွေးခွဲပြီးမှကျွန်တော်အင်အားချိနဲ့သွားအောင်သူတို့ကအမျိုးမျိုးကြံစီနေတယ်ဆိုတာကျွန်တော်တို့အားလုံးအတိဖြစ်တယ်ဒါကျွန်တော်တို့စူးစီးမှုမရှိနိုင်ဘူးဆိုတော့ကျွန်တော်တို့ SCCF အောက်ထဲမှာကျွန်တော်တို့အားလုံးအတူတကွပူးပေါင်းဆောင်ရွက်ပြီးမှကျွန်တော်တို့ဟာတော်လှန်ရေးကိုတိတိကျကျနဲ့မကင်တွယ်နိုင်ဘူးဆိုရင်တော့ဒါကျွန်တော်တို့အားလုံးတင်းစီးထားတဲ့နေမြေတော်မှာပြန်လည်ပြီးမှကျွန်တော်တို့ဆုတ်ခွာပေးလိုက်နိုင်ရတဲ့အနေအထားကိုကျွန်တော်တို့ရောက်ရှိနေတယ်ဒါပေမဲ့ကျွန်တော်တို့အချိန်မနှောင်းသေးဘူးနောက်မကျသေးပါဘူးဒါခုနဆရာဘွိုက်ပြောသလိုပဲဒါသူတို့ကလည်းကျွန်တော်တို့ကိုမနိုင်သေးဘူးကျွန်တော်တို့ကလည်းသူတို့ကိုမနိုင်သေးဘူးဒါဗတပြန်ကြားတယ်ပြန်ကျွန်တော်တို့အပြန်လှန်ဒါကျွန်တော်တို့စော်နေကြတော့မယ်ချနေကြတော့မယ်ဒါကျွန်တော်တို့ဒီဘယ်လိုခေါ်မလဲစိတ်တက်ကြဖို့ရန်အတွက်အားရဖို့ရန်အတွက်ကျွန်တော်တို့ပြောနေတာမဟုတ်ဘူးဒါရေရှည်တောင့်ခံနိုင်ဖို့ပဲလိုတယ်ဒါကျွန်တော်တို့စိတ်တက်စစ်စင်ရေးဖြစ်တယ်ဒါကျွန်တော်လုံးဝစိတ်တက်မကြဘဲနဲ့ကျွန်တော်တို့အမျိုးသားပြန်လည်တည်ဆောက်ရေးမှာပဲဖြစ်ဖြစ်တနိုင်ငံလုံးအတိုင်းအတာပြည်ထောင်စုအတိုင်းအတာပဲဖြစ်ဖြစ်ဒါကျွန်တော်ပြန်လည်စုစည်းပြီးမှ SCF အောက်ထဲမှာကျွန်တော်တို့အလုံးတစ်လုံးတစ်ဝါနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတော့ဒါကျွန်တော်တို့အမြန်ဆုံးပြန်လည်ပြီးမှကျွန်တော်တို့အောင်မြင်နိုင်တယ်ဆိုတာကိုတော့ကျွန်တော်တို့ယုံကြည်လက်ခံတယ်ဒါတက်နိုင်တဲ့ဘက်ကနေမှကျွန်တော်တို့အုတ်တစ်ချက်တဲတပွဲအားလုံးပူပေါင်းပါဝင်ပေးကြဖို့ရန်အတွက်ကျွန်တော်အနေနဲ့မေတ္တာရပ်ခံလိုတယ်ဒီကနေ့ညကျွန်တော်တို့ရဲ့ live စီစဉ်ကိုလည်း
like and share အားဖြင့်ကျွန်တော်တို့အားလုံးပူးပေါင်းပါဝင်ပေးကြဖို့ရန်အတွက်လည်းကျွန်တော်ထပ်မံမိမတောင်းဆိုလိုတယ်ပြီးတော့အခုနကကျွန်တော်တို့ချင်းပြည် government force အနေနဲ့ဒါအတီးတကျကျွန်တော်တို့ဖွဲ့စည်းလိုက်ပြီးဖြစ်တဲ့အတွက်အဲ့ဒါကျွန်တော်တို့ဒီချင်းပြည် government force ဖွဲ့စည်းလိုက်တဲ့အနေအထားမှာဒါကျွန်တော်တို့ local CDF တွေရဲ့အနေအထားသူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုအားဟာဘယ်လောက်အတိုင်းအတာထိကျွန်တော်တို့ရှိတယ်လဲပြီးတော့လက်ရှိကျွန်တော်တို့ဒီ Chilean government အဖွဲ့အစည်းအနေနဲ့ဒီ Chilean government force ရဲ့အခြေခံလိုအပ်ချက်ဒါလေပတ်နိုင်ဖို့ရန်အတွက်ဒါကျွန်တော်တို့တင်တန်းကစဒီတိုက်ပွဲထိုးစစ်စင်တာတွေကအစရအားလုံးကိုဒါအပြည့်အဝ Chilean government အနေနဲ့တာဝန်အပြည့်အဝယူသွားမယ်ဆိုတဲ့သဘောကိုဆရာပွိုက်ခုနပြောသွားတယ်အဲ့ဒီအနေထားမှာကျွန်တော်တို့ပြည်သူလူထုနဲ့ဒါကျွန်တော်တို့ Chilean government ရဲ့ဒီယုံကြည်မှု trust building တိဆောက်မှုဒီထက်ပိုကောင်းလာနိုင်ဖို့ရန်အတွက်ကျွန်တော်တို့လက်တွေ့အကောင့်ထဲအများကြီးလုတ်ပြဖို့ရန်အတွက်လည်းအင်မတန်မှအရေးကြီးတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ဒီပြည်တွင်းမှာပဲဖြစ်ဖြစ်ပြည်ပမှာပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ဒီယုံကြည်မှုပြည်သူလူထုတွေနဲ့ကျွန်တော်တို့တိဆောက်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့ Chilean government ဘက်ကနေမှဘာတွေများအစီအစဉ် plan တွေချထားတယ်လဲဆိုတာလေးကိုချပြဖို့ရှိလို့ရှိရင်တော့ပြန်လည်ပြီးမိဘပြည်သူထံချပြပေးဖို့ရန်အတွက်ကျွန်တော်တောင်းဆိုလိုပါတယ် ဟုတ်ပြီဒါပြောနိုင်တဲ့ဥစ္စာတော့ပြောသွားမှာဖြစ်ပါတယ်ဒါပြည်သူလူထုနားလည်မှခင်ဗျားတို့ရှိတဲ့ပိုင်ဆိုင်မှုတွေကိုကျွန်တော်တို့စီဝင်မျှလို့ရတာပေါ့ဒီသူကနားမလည်ပဲနဲ့ဘယ်ငွေပေးချင်ပါလဲဆိုတော့ကျွန်တော်ပြောမှာဖြစ်ပါတယ် plan ကိုပြည်သူလူထုတည်တည်တဲ့ plan ကိုကျွန်တော်ပြောသွားမှာဖြစ်ပါတယ်ခုနပြောပြီးပြီစစ်နိုင်ဖွင့်အတွက်တော့တက်တစ်ခုဒီထဲနေပဲအဆင်ပြေလိမ့်မယ်နော်ဒါက command control one command one control one army ကကိုတွားနေပြီအဲ့ဒါငွေကအဓိကဘာတူပန်ပူရတော့မလဲဆိုရင်တော့ Chilean government force ချင်းပြည်အစိုးရတပ်ဖွဲ့တွေပဲငွေကနိုင်ငံတကာကခင်ဗျားတို့ထူရတော့မယ်အဲ့ဒါမှန်ကန်ပဲချင်းပြည်အစိုးရတပ်ဖွဲ့ကဦးစီးပိုများလာမယ်ငွေကုန်ကြီးကြပိုများလာမယ်အခုကချင်းပြည်အစိုးရကပဲအဲ့ဒါအကုန်လုံးတောင်းစုမှာဒေသန္တရကဆေလှုတဲ့သူတွေကတပြားမှတောင်းစုမှာမဟုတ်ဘူး CNA ကလည်းလှုပ်ထားတယ် CNA ကလည်းအဲ့ဒါလှုပ်ထားတဲ့လူတွေကိုတပြားမှတောင်းစုပေးမှာမဟုတ်ဘူးသူတို့ကိုလာစာပေးပြီနော်လာစာပေးပြီဒါဘယ်လောက်ဆိုတဲ့ဥစ္စာတော့ကျွန်တော်မပြောသေးဘူးနော် professional army မဖြစ်ပဲနဲ့ GC စစ်တပ်မဖြစ်နိုင်ဒါကနားလေပို့အရင်တော့ကျွန်တော်တို့ညီကိုရီးယားတစ်ဖက်ကအခုတော့ CB ဆိုတာတော့တိတ်မရှိလို့ဘူးပေါ့နော်ဒါ CBK တုန်းကပေါ့ standard army လုပ်မယ်လို့သူတို့ပြောတာကိုကျွန်တော်ဘာပြောတယ်လဲဆိုရင်တော့ standard army ဆိုတာ professional army ကနေစားရမယ်နော်တေမုံဝင်ချောင်းပြူတဲ့တပ်မဟုတ်ပဲနဲ့ standard တော့လိုက်စာနေတော့မရဘူးဆိုတော့ခုက CNA ကတော့ငကိုကရက်က professional army နဲ့တွားတာကျွန်တော်တို့ဒေသန္တရတပ်ဖွဲ့တွေကတော့ volunteer နဲ့ပဲနေကြတာမလွယ်ဘူးအစ3-4-5နှစ်တော့အဆင်ပြေတယ်ရည်ရှိရမရဘူးအဲ့ဒါ professional army ဖြစ်မှာပဲတိရောက်တော့နော် army ဖြစ်မှာအဲ့ဒါကြောင့်ကျွန်တော်တို့ကလာစာပေးတော့မှာဖြစ်ပါတယ်အခုကဒီလက်ကုန်တွေလာစာတို့ကထုတ်တော့မှာဖြစ်ပါတယ်ဆိုတော့အစိုးရကနေပြီးတော့မှနိုင်ငံတကာထောက်ပံ့တဲ့ဥစ္စာကနေရတဲ့အခွန်ကနေရတဲ့ဥစ္စာကဒါကျွန်တော်နည်းနည်းအားတေးသွားအောင်ပြောမယ်နော်တိမ်ပေါင်9000-6000လောက်ကျွန်တော်ရင်းလိုက်ပြီသူတို့အတွက်ကျွန်တော်တို့ကတော့ဒါလုတ်ပြီဆိုရင်တော့ကျွန်တော်စနစ်ကြတယ်နော်တေးချကျွန်တော်လုတ်ထားတယ်အဲ့ဒါကြောင့် Chilean government force လို့ကျွန်တော်တို့ကချင်းပြည်အစိုးရတပ်ဖွဲ့လို့နာမည်ဖေးတာနာမည်ပဲခံပြီးတော့မှတောင်းမယူဘူးဆိုတာလက်ကားဆိုတော့တောင်းယူလိုက်ပါပြီအဲ့ဒါကိုကျွန်တော်ချိန်ရချင်းတယ်ဆိုတော့စစ်တိုက်သူတို့လာစာရောသူတို့စားစိတ်ရောသူတို့ uniform ရောသူတို့ရဲ့ equipment ရောကုန်ချက်စိတ်ကဆဆငါတို့တောင်းယူရတော့မှာတော့ဒါရမှန်ကန်ပဲပပိုက်ဆံပေးရပါချီလက်ချီရောက်တော့မှာဆိုတော့အဲ့ဒါကြောင့်ဒီကနေ့ကျွန်တော်ပြောနေတာ
ဆိုတော့အဲ့ဒီဆိုရင်တော့စစ်ကနိုင်ပြီစစ်နိုင်တာတခုလည်းမဟုတ်ဘူးပြဿနာနည်းမယ်ပြဿနာနည်းမယ်အခုကမဟုတ်ဘူးပြဿနာတယောက်စစ်တိုက်တဲ့ချိန်မှာတယောက်အငြိလာခံလို့မယ်ဆိုပြန်ခေါ်သွားပြီဆိုတော့အဲ့ဒီချင်းပြေဆိုတပွဲလုပ်ပြီးဟေးဆိုရင်တော့ခုကပြဿနာကတော့နည်းသွားလိမ့်မယ်စစ်လင်းနိုင်မယ်ပြဿနာလည်းနည်းမယ်ပြီးရင်အုပ်ချုပ်ရေးနဲ့စီးကိုကောင်းကောင်းခွဲပလိုက်ပြီဒေသန္တရမှာဒေသန္တရအစိုးရမှာတက်ကမပါနဲ့ကျွန်တော်တို့ကအဲ့လိုပဲမူချလိုက်ပြီတက်ကမပါနဲ့တက်ကတက်လို့ပြီးရင်လည်းတက်ကကြီးကြီးရလည်းပဲအုပ်ချုပ်ရေးကိုသွားမကင်နဲ့နော်ရှင်းရှင်းလင်းလင်းနေစားဘာဖြစ်လို့လဲဆိုရင်တော့မြောင်လှိုင်လို့ရထူးများများလုပ်ရင်လေအားရှိမှမဟုတ်ဘူးအာလူဖြစ်သွားလိမ့်မယ်ဆိုတော့ဆိုင်းဆရာကစာပဲရေးနော်အဲ့တော့တဘောပြောရှင်နေဥစားကအေုံကလေးဆရာအေုံကလေးဟောပါစတာပုံစံနဲ့မနေနဲ့ပါစတာလို့နေအဲ့ဒါသူကနားမလည်ဘူးအခုကကျွန်တော်တို့အရင်တော့အဆက်ခါဆက်တဲ့တန်တရာဖက်ကတော့စီဦးစီချုပ်လို့ကောင်းစီဥက္ကဋ္ဌလို့ဘာလို့အဲ့လိုပဲကျွန်တော်တို့နေခဲ့ကြတယ်အဲ့ဒီဥစ္စာကကျွန်တော်အဆက်ကလေးကပြောပြီးပြီလေညီအသက်အရွယ်ညီတာရယ်အတွေ့အကြုံမရှိတာရယ်နောက်ပြီးတော့မှမလိမ္မာတာရယ်အဲ့ဒါကြောင့်ပဲကမောက်ကမဖြစ်ကုန်တာအဲ့ဒီတုန်းရဲ့ကုန်ကြခဲ့တဲ့ပိုက်ဆံကိုအခုပြန်ရချင်တယ်ဒီလားကျွန်တော် CDF တွေထောင်စာဆမှာပိုက်ဆံတွေကပြန်ရချင်တာအဲ့ဒီတုန်းကပိုက်ဆံခုတာရှိနေဆိုရင်နော်ချေးပီကတော့မလေးကောင်းလဲဒါပေမဲ့အဲ့ဒီတုန်းကတော့စနစ်မကြခဲ့တော့ပိုက်ဆံကိုမြောင်းထဲမှာတုံချကုန်ပြီအခုကျတော့မရတော့ဘူးဒါကြောင့်စနစ်ကောင်းမတီဆောက်နိုင်ဘူးဆိုရင်တော့ဘေးမှာစီးလုံးမှာလဲအခု ICNCC CB CPU နဲ့ CC ပေါင်းစည်းရေးဆိုပြီးတော့မှခဏလုပ်နေတာမနေ့တနေ့လည်းကျွန်တော်တို့ကပြောပါတယ်အင်အားရှိဖို့ရန်အတွက်စီလုံးဖို့ရန်အတွက်တော့စနစ်ရောကောင်းသလားဘယ်စနစ်မှာလဲလို့ကျွန်တော်တို့မေးတယ်ခမရဒီမှာအိပ်ရမယ်နော်ဒါခမရအိပ်ရခင်းနေ့ကတော့ဟိုမှာအိပ်ရမယ်နော်တေးချအခြေခေါင်းပရိနဲ့ပါနဲ့ငူနဲ့ပေါင်နဲ့ထားပြဲမှာစီလုံးလို့ရမှာပေါ့ဟေးလာကြကွာထမင်းစားကြမယ်စီလုံးကြမယ်ဆိုတော့အခုကမရဘူးအဲ့ဒါကြောင့်ခုချိန်လေးမစီလုံးနိုင်တာအဲ့ဒါကြောင့်ချင်းလဲကောင်စီကတေးချရှိပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ညီကိုရီနဲ့စီလုံးတဲ့ချိန်မှာစနစ်ကြတော့အောင်ကျွန်တော်တို့ချင်းလဲကောင်စီကလည်းအရင်စနစ်ကြဖို့လိုတယ်နော်လို့သူတို့ပြောတယ်သူတို့ဖက်ကစနစ်မကြဘူးစနစ်မကြသေးဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကနှောင့်နှင်းနေတာကျွန်တော်တို့ဖက်ကတော့စနစ်ကြတယ်အကုန်လုံးအဆင်သင့်ဖြစ်ပြီတော့ကျွန်တော်တို့ရဲ့တစ်ဖက်ကညီကိုရီဖက်ကဘာမှဖြိုဖြစ်နေတော့ခုချိန်นี้နှောင့်နှင်းတာအဲ့ဒါကြောင့်စနစ်တစ်ခုကိုတည်ဆောက်ရအောင်လို့ကျွန်တော်ကပြောတာကျွန်တော်လူကိုမယုံဘူးနော်ဆက်ဆန်းကစနစ်ပဲယုံတယ်လူကဖောက်ပြန်တတ်တယ်ကျွန်တော်မယုံဘူးမနေ့ကသူတို့ကဇုံကြည်မှုတည်ဆောက်ရမယ်ဆိုတဲ့ဥစ္စာကိုလေအခုတော့ဤတော့ကြပြီတဲ့ကောင်စီစည်းဝေးမှာဇုံကြည်မှုတည်ဆောက်မယ်ဆိုတဲ့ပြောတဲ့ကောင်ကအဲ့ဒီကောင်ကိုမယုံရဘူးတဲ့သူတို့တဘိုးပေါက်လာတယ်နော်လိုင်းပေါ်မှာကြည့်လိုက်ဇုံကြည်မှုတည်ဆောက်ရမယ်ဆိုပြီးတော့မှပြောတဲ့သူကမယုံရဘူးတဲ့ဘာလို့မယုံကြည်ရလဲသူ့ကိုလည်းမယုံရဘူးကျွန်တော်ကတော့မနေ့ကကျွန်တော်ပြောထားတယ်ကျွန်တော်ကတော့တဲ့ခြေခံဥပဒေ2023ချင်းလဲ constitution မလုပ်ခင်မှာကြတော့ဇုံကြည်မှုကိုကျွန်တော်ဒီဆောက်ပြီးတော့မှစူးစိုက်ခဲ့တယ်လူတိုင်းကိုလည်းပဲကောင်းလည်းပြောတယ်စီးရုံးတယ်အခြေခံဥပဒေ2023ရည်ဆွဲပြီးပြီဆိုတော့ကျွန်တော်ဇုံကြည်ချက်ကအဲ့ဒီအခြေခံဥပဒေမှာပဲရှိတော့တယ်တဲ့ပူစီကျူးစီမှာလည်းမရှိတော့ဘူးလို့ကျွန်တော်ပြောရှင်တဲ့ဥစ္စာဒါလူပေါ်မှာမရှိတော့ဘူးကျွန်တော်အခြေခံဥပဒေမှာဇုံကြည်မှုရှိတာလူပေါ်မှာ base လုံနေတဲ့မြတ်ကာလပတ်လုံးဘယ်တော့အခါမှစီလုံးမှာမဟုတ်အဲ့ဒါကိုပြည်သူလူထုတွေကနေတဆင့်အဲ့ဒီမိမိရဲ့တက်ဆိုင်တဲ့အဖွဲ့အစည်းတော်ပြောပြကြပါအားရတွေကအရေးကြီးတယ်အဲ့တော့ကျွန်တော်တို့ကစနစ်ကိုတိဆောက်တာစနစ်ကောင်းပြီဆိုရင်တော့စီလုံးတယ်စီလုံးပြီဆိုရင်တော့အားရှိတယ်အားရှိပြီဆိုရင်တော့စစ်နိုင်တယ်အဲ့ဒါစနစ်ကိုကျွန်တော်တို့တွားမှာဆိုတော့အခုနဟောနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တဲ့ဥစ္စာကတော့ကျွန်တော်တို့ကတော့ negotiation မှာလည်းပဲ ready တက်ကြွပဲတစ်ဖက်အဖွဲ့အစည်းကဖြူဖြစ်နေတယ်တို့ကတော့တက်ကြွနဲ့ special လေးနဲ့လွှတ်ထားတယ်ကျွန်တော်တို့ကရင်တော့လူအများမလွှတ်တော့ဘူးကျွန်တော်တို့အာဘောက one voice ဆိုတော့လေသူပါစရာလည်းမလိုအကုန်လုံးပါစရာမလိုဘူး9ယောက်နဲ့ဆိုရင်ရပြီဟာတို့ပြောတဲ့ဥစ္စာတွေကျွန်တော်တို့ပြောတဲ့ဥစ္စာပဲငါပါမသူမပါမဆိုတာဒါငငယ်တုန်းကအစစီးရဖွေးခါစားလို့ပဲ
အခုကျတော့မဟုတ်ခင်ဗျာတယောက်သွားလိုက်ရင်ပြီးပါပြီကျွန်တော်ပါစရာမလိုဘူးလို့မျိုးကျွန်တော်တို့စိတ်ဓာတ်လေးတွေကချင်းတဲ့ကောင်စီကအများကြီး advance ဖြစ်နေပြီငါပါမှဆိုတဲ့ဥစ္စာမရှိတော့ဘူးဆိုတော့အဲ့ဒီမှာပြည်သူလူထုတွေတခုတိဖို့အတွက်တော့ကျွန်တော်ဒီနေ့စိတ်ထဲမှာဝမ်းနေနေတဲ့ဥစ္စာကဒီချင်းပြည်ပေါင်းစည်းကိစ္စနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တရင်ကြားတယ်ဘာတရင်ကြားတယ်ဆိုရင်တော့ ICNCC ဖိတ်ကလူကြီးတယောက်နော်အကောင်ကြီးတယောက်ကဒီချင်းလဲကောင်စီနဲ့နော် ICNCC တို့ CPU တို့ CB တို့ပူးပေါင်းဖွင့်အတွက်တဲ့ငါတို့ရဲ့မဟာမိတ်တွေရဲ့သဘောထားလဲအကြီးကြီးတဲ့အတွက်တဲ့ဒါသူကဟောပါလေဟိုနည်းနည်းအခက်ခဲကိုသူကလူကြီးတယောက်စီမှာပြောသွားတယ်အဲ့ကျွန်တော်လန့်သွားတာအဲ့ဒါလူကြီးတယောက်ကကျွန်တော်ပြန်ပြောတော့ဩကျွန်တော်တို့ညီကိုတွေကနော်မတိမတာလဲနဲ့သူများလဲအောက်ရောက်သွားပြီလားလို့သူတို့မဟာမိတ်လဲအောက်ရောက်သွားပြီလားလို့ချင်းပီစီလုံးဖွင့်အတွက်တောင်မှသူတို့နဲ့တက်ဆိုင်တဲ့မဟာမိတ်တွေရဲ့သဘောထားကိုမရအောင်အကြီးကြီးတယ်လို့ပြောသွားတာကတော့အင်မတန်မှဝမ်းနည်းစရာကောင်းတယ်အဲဒါကြောင့်ချင်းပီပူပေါင်းဖွင့်အတွက်တော့ကျွန်တော်တို့ချင်းဒီထဲမကတော့ဘူးနော်မစီမဆိုင်ကိုလူမျိုးမဟုတ်တဲ့မဟာမိတ်တွေရဲ့ဟိုပါလေအာဘော်လဲပါမှဖြစ်မယ်ဆိုတဲ့ဥစ္စာကျွန်တော်သိရတဲ့အတွက်အဲ့ဒီကတော့ဝန်နေဆရာအကြောင်းကိုပြည်သူလူထုချင်းပြည်သူတွေကိုကျွန်တော်ဒီကနေတဆင့်အကြောင်းကြပါတယ်လို့ကျေးဇူးတင်တယ်ဟုတ်ကဲ့တော်တော်လေးအားရကျင်တတ်စရာကောင်းပါတယ်ဆရာဘော့အဲ့ဒါမှတစ်ဆက်တည်းကျွန်တော်စိတ်ထဲမှာပေါ်လာတာလေးရှိတယ်အဲကြတော့အခုကျွန်တော်တို့ဒီချင်းပြည်အစိုးရကျွန်တော်တို့ဟာအတီတကြနဲ့ Chinland Council အောက်ကနေမှကျွန်တော်ရပ်တည်လာပြီChinland ဒီ government force နဲ့ကျွန်တော်တို့အကောင့်ထဲပေါ်လာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ဒီနေရာမှာကျွန်တော်တို့ all inclusive ပေါ့နော်အားလုံးပူပေါင်းပါဝင်နိုင်ရေးအတွက်ကလည်းတော်တော်လေးရည်ကြီးတယ်ကျွန်တော်မိဘပြည်သူတွေအားလုံးရဲ့မျှော်လင့်ချက်ကလည်းကျွန်တော်တို့ချင်းအမျိုးသားပြန်လည်စုစည်းရေးကျွန်တော်တို့အားလုံးတညီတညွတ်တဲ့နဲ့ပူပေါင်းဆောင်ရွက်ရေးကအဓိကကျွန်တော်တို့ရဲ့မျှော်မှန်းချက်လည်းဖြစ်တယ်အဲ့တဲ့အခါမှာအခုကျွန်တော်တို့ဒီ government force အင်အားကြီးတဲ့ကျွန်တော်တို့ကတိဆောက်ပြီးပြီဒါကျွန်တော်တို့လခါရီယာစကျွန်တော်တို့တတ်မှတ်ပြီးမှသူတို့ကိုဒါတကယ့်ကို standard RB ပုံစံမျိုးနဲ့ကျွန်တော်တွားဖို့ရန်အတွက်ရှိတဲ့အခါမှာဒီ transparency ပေါ့နော် transparency ဒီပွင့်လင်းမြင်သာမှုဒါပြည်သူလူထုနဲ့ကျွန်တော်တို့ရဲ့ဒီ government အကြမ်းမှာဒီပွင့်လင်းမြင်သာမှုအရှိအောင်ဒါကျွန်တော်တို့ဒီ government ဖက်ကနေမှဒါအပြန်အလှန်ယုံကြည်လေးစားမှုတွေကျွန်တော်တို့တိဆောက်တဲ့နေရာမှာဒီပွင့်လင်းမြင်သာမှုရှိဖို့ရန်အတွက်ကလည်းအင်မတန်မှအရေးကြီးတဲ့အခန်းကဏ္ဍမှာပါတဲ့ခါကြတော့အဲ့ဒါမှကျွန်တော်တို့ဒီချင်းပြည်အစိုးရဖက်ကနေမှဒါပြည်သူလူထုထံကိုပွင့်လင်းမြင်သာမှုရှိအောင်ဘယ်အရာတွေကိုဦးစားပေးပြီးမှဆောင်ရွက်ဖို့ရန်အတွက်ချပြဖို့ရန်အတွက်ဒါ plan ရှိတယ်လေဘာရန်တရားတွေကိုအသုံးပြုပြီးမှပြည်သူလူထုနဲ့ဒီဆက်ဆံရေးမှာအဓိကဖော်ဆောင်ဖို့ရန်အတွက်အသုံးပြုဖို့ရန်အတွက်ဒါပြင်ဆင်ထားတယ်ဆိုတာလေးကိုအနေငယ်ပြန်လည်ပြီးမှချပြပေးလို့ရမလားမသိနော်ဒီပွင့်လင်းမြင်သာမှုနဲ့ဟုတ်တယ် transparency ကတိတ်ကြီးကြီးတယ်အခုဒီတန်တရအစိုးရရဲ့အစဉ်ခံစာကိုကျွန်တော်တို့ကနားထောင်ကြတယ်ဒီတန်တရအစိုးရစက်ကိုဖွဲ့ရှိတယ်တချို့အဖွဲ့ကတော့ကောင်းကောင်းလေးဖွဲ့ချင်ပေမဲ့အင်အားနေတာရဲ့ဒါကောင်းကောင်းလေးစနစ်တကျမရှိသေးတာလည်းရှိတယ်တချို့ကဖွဲ့နိုင်ရတဲ့မဖွဲ့ချင်တာလည်းရှိတယ်ဆိုတော့ဒီတန်တရအစိုးရတွေကိုရဲ့ဗာလဲအစဉ်ခံစာကိုနားထောင်တဲ့ခါကျတော့စရင်စစ်ကိစ္စကတော်အားနေတယ်အဲ့ဒါချင်းပြည်ဆိုမှာတော့စရင်စစ်ကတော့မင်းအွန်လိုင်းထက်မြန်မာနိုင်ငံမှာစရင်စစ်အကောင်းဆုံးကတော့ Chinland government ရဲ့Chinland အစိုးရရဲ့စရင်စစ်ချုပ်ပဲစရင်စစ်ပဲအဲ့ဒါမြန်မာနိုင်ငံလုံးမှာကျွန်တော်အယံဝမ်းတာတယ်စရင်စစ်စီတွေဆိုတော့ကျွန်တော်တို့ငွေကြေးသုံးစွဲမှု transparency ကတော့မြန်မာနိုင်ငံမှာအရှိဆုံးဖြစ်နေတယ်သို့တော့ local ဖက်မှာတော့တိတ်အားမရသေးဘူးဆိုတော့ local မှာလည်းပဲစရင်စစ်ကိုကောင်းမှုသူတို့ကဖွဲ့လိုက်နဲ့ဖွဲ့ဖို့လိုတယ်ကျွန်တော်တို့မရလဲကောင်စီကတော့ကောင်းလဲစရင်စစ်ဖွဲ့ရှိတယ်ပွင့်လင်းမြင်သာမှုကောင်းရှိတယ်အဲ့လိုမျိုးကပြည်သူလူထုကသူတို့ကစိတ်ဝင်စားတယ်ဘာကြောင့်လဲဆိုတော့ပြည်သူလူထုကသူတို့လှူဒန်းထားတဲ့ငွေကိုအသုံးပြုတဲ့နေရာမှာဘယ်လိုအသုံးပြုတယ်လဲဆိုလို့ဆိုတော့သိချင်တယ်ဒါအမှန်ကပဲသိချင်ရမှာပေါ့မထီရောက်တဲ့ဥစ္စာမလေလွန့်တော့မှာပေါ့သူတို့ကစိုးရင်တယ်အဲ့ဒါကြောင့် Chinland government force မှာအသုံးပြုမဲ့ငွေကြေးနော်တိမ်ပေါင်းတောင်းနေချီပြီးတော့မှလာတုံးရမှာဟုတ်ဆိုတော့နေတဲ့ကိစ္စမဟုတ်ဘူးဆိုတော့ချင်းပြည်ဆွတ်တပ်ဖွဲ့
အင်အားကြီးလေကုန်ကျစရိတ်များလေဖြစ်မယ်အဲ့ဒီဥစ္စာကိုဘသူကကင်တွေမလဲဆိုရင်တော့ချင်းပြည်အစိုးရကကင်တွေမှာဖြစ်ပါတယ်ကျွန်တော်တို့ချင်းလဲကောင်စီကကင်တွေမှာမဟုတ်ဘူးချင်းပြည်အစိုးရကင်တွေပြီးတော့မှအထူးသဖြင့်ကာကွယ်ရေးဝန်ကြီးဌာနကကင်တွေတော့မှာဖြစ်ပါတယ်ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာဝန်ထမ်းတွေနဲ့ကာကွယ်ရေးဝန်ကြီးရဲ့လိုင်းညွှန်ချက်နဲ့အစိုးရနဲ့ပေါင်းပြီးတော့မှသူတို့ကကင်တွေသွားမှာဖြစ်ပါတယ်သူတို့သုံးဆွဲခဲ့တဲ့ငွေကြေးကတော့စင်းစစ်ချုပ်ထံသူတို့ရောက်သွားမှာဖြစ်ပါတယ်ဘလောက်ဘလို့သုံးတယ်လဲဆိုရင်တော့စင်းစစ်ကသူတို့စစ်သွားမှာဖြစ်ပါတယ်အဲ့ဒီချိန်ကျရင်တော့အဲ့ဒီမှာတာဝန်ရှိတဲ့ဘန္ဒာရေးဝန်ကြီးကစကာကွယ်ရေးဝန်ကြီးကစဝန်ထမ်းတွေကစသူတို့ကစစ်ခံမှာဖြစ်ပါတယ်ပြီးရင်အဲ့ဒီအောက်မှာအခုလောလောဆယ်က Defense Coordination Team ဆိုတဲ့ဥစ္စာ DTC ဆိုတာရှိတယ်အဲ့ဒါ DTC ကလည်းပဲမနေ့ကလည်းသူတို့ပြောကြတယ်ဒီဥစ္စာကတကယ်အလုပ်ကောင်းကောင်းမလုပ်နိုင်ဘူးreform လေးလုပ်နေဆိုတဲ့ဥစ္စာလုပ်ပြောတဲ့သူတွေလည်းရှိတယ်ဒါလည်းပဲ coordination team ကဖြတ်လို့တော့မရဘူးဒါပို့ပြီးတော့ထိရောက်တဲ့အဖွဲ့နဲ့ပဲကျွန်တော်တို့လုပ်တော့မှာဖြစ်ပါတယ်သူတို့မှလည်းပဲတာဝန်ရှိမှာဖြစ်ပါတယ်ပြီးရင်လည်းအဲ့ဒီချင်းပြည်ဆွတ်တပ်ဖွဲ့မှာCNA စီဦးစီချုပ်ကဥဆောင်မှာဖြစ်ပါတယ်ဒါဒုတိယစီဦးစီချုပ်ကတော့အဲ့ဒီဒေသန္တရတပ်ဖွဲ့ဘက်ကဆက်လွတ်လာတဲ့အဲ့ဒီအထက်ကပဲဒုဦးစီချုပ်ကတာဝန်ယူတော့မှာဖြစ်ပါတယ်အဲ့ဒါသူတို့ရဲ့ရည်ကြီးမှာဖြစ်ပါတယ်ပြီးရင်တော့တရင်မှုတွေကဥဆောင်တာကိုတရင်မှုတွေကလည်းရည်ကြီးမှာဖြစ်ပါတယ်ငွေကြေးသုံးဆွဲတဲ့နေရာမှာဆိုတော့ဒါဒီအားလုံးကိုချင်းပြည်ရဲ့စင်းစစ်ချုပ်ကသူကအကုန်လုံးစစ်သွားမှာဖြစ်ပါတယ်ဆိုတော့ပွင့်လင်းမြင်သာမှုကတော့စီမံခန့်ခွဲမှုကတော့ပြည်သူလူထုကသိမှာဖြစ်ပါတယ်အခုတာဆန်းကရောက်လာရင်တနေ့ခွဲတာအတုံးပြုတ်ခဲ့တဲ့ချင်းလဲကောင်စီချင်းပြည်အစိုးရချင်းလဲတရားလွှတ်တော်ချုပ်ချင်းလဲပါလီမန်ကငွေကြေးသုံးဆွဲခဲ့တဲ့ဥစ္စာစရင်စစ်စာအုပ်ကြီးကအထူးကြီးနဲ့ဒီမှာအကုန်လုံးရှိတယ်ဒါကြည့်လို့ရတယ်အဲ့လိုမျိုးတွေထားရမှာပေါ့ဥပမာလုံခြုံတဲ့နေရာမှာလည်းထားသေးတယ်ဘသူမဆိုကြည့်လို့ရအောင်တို့ထားပြတယ်နော်ဒါပြောမယ်အရင်တော့ NCG ကအဲ့လိုမျိုးမထားဘူးလीအဲ့ဒါဆိုအဲ့လိုမျိုးဖွဲ့စည်းကဘသူယုံမှလဲအဲ့ဒါဆိုမနေ့ကလည်းကျွန်တော်ပြောတယ် CF တွေလည်းကောင်းကောင်းစစ်ထုတ်ကိုထားပါနော်လို့ကျွန်တော်ကျွန်တော်ပြောသေးတယ်ဆိုတော့ဘာမဆိုပွင့်လင်းမြင်သာမှုမရှိတဲ့အဖွဲ့အစည်းကတော့ယူတော်လှန်ရေးရည်စီခံမဲ့တော်လှန်ရေးမဟုတ်နော်ဒါကျွန်တော်တို့ကပြည်သူတော်လှန်ရေးဖြစ်တဲ့အတွက်ပြည်သူအစိုးရပုံစံနဲ့တွားပြီးတော့မှအဲ့ဒီတော်လှန်ရေးကိုကျွန်တော်တို့အောင်မြင်မှပဲဆင်ပြေမှာအခုကမဟုတ်ဘူးဖီယိုဖီရဲ့တော်လှန်ရေးဝါတပေါဒီမှာစင်းစလေကောင်းကောင်းလုပ်ချက်မှာမဟုတ်နဲ့တူတယ်ကျွန်တော်ထင်တယ်နာမည်တော့မပြောဘူးတချို့ဟိုကဗာလဲအင်အားတအားကောင်းနေဆိုတဲ့ဟာရီကလည်းပဲစင်းစလေကောင်းကောင်းစီးကြမှာမဟုတ်ဘူးနော်တချို့ကတော့အာနာရှင်နဲ့သူတို့အုပ်ချုပ်ကြတာဥပမာနာမည်တော့မပြောဘူးတချို့ EAO တွေကလည်းကျွန်တော်တို့ချင်းလင်းကောင်ချင်းလင်း government လို့ special နဲ့မူနဲ့ပေါင်နဲ့တွားပြီးတော့မှဒီမိုကရေစီနဲ့တွားတဲ့သူတပွဲမှမရှိဘူး KNU တောင်မှမရှိဘူးအကုန်လုံးအာဏာရှင်နဲ့ပဲအများတော့အဖြစ်ဟိုတွားကြတာကောင်းဆောင်တယောက်ကအားနာလို့ရမယ်ဥပမာကောင်းဆောင်တယောက်မဟုတ်ရင်လည်းကောင်းဆောင်၄ဦးကပဲအကုန်လုံးချုပ်ကင်တာတို့ဘာမှဆွေးနေတာလည်းတိတ်ရှိမှမဟုတ်ဘူးသူတို့ဆုံးဖြတ်တဲ့ဥစ္စာကလည်းပဲပြောင်းပြန်လှန်နိုင်ရမယ့်ဥစ္စာမဟုတ်ဘူးသူတို့ကတော့ပြောမှာပေါ့အဲ့ဒါတော်လှန်ကြီးမှာတော့တဲ့အများကြီးဒီမိုကရေစီနဲ့တွားလို့မရဘူးတဲ့နည်းနည်းအာဏာရှင်ဆန်ဆန်နဲ့တော့မအောင်မြင်မယ်လို့သူတို့ကလည်းပြောပြန်တော့ဟုတ်လားတော့မသိဘူးကျွန်တော်တို့ချင်းတွေကမနေ့ကလည်းစီဝဲမှာပြောသေးတယ်ငါတို့ချင်းတွေကလေသူမြအာဏာရှင်နဲ့အုပ်ချုပ်တဲ့အောက်မှာတော့နေချင်ကြတယ်အထိုးခံရင်လည်းပဲ complaint မတည်ဘူးကျွန်တော်သူမြနဲ့တွဲတဲ့နေရာမှာလေနာမည်တော့မပြောဘူးနော်ဥမာမဟာမိတ်နဲ့တွဲတော့မဟာမိတ်တွေကတွဲထွေးအောင်ထိုးကြတယ်သူခင်ဗျားမပြောရဘူးဒါပေမဲ့CNA ကသူတို့ကိုထိုးမယ်ဆိုရင်လည်းတရားဆွဲခံအောင်မယ် complain လာတဲ့မှာဆိုတော့ကြောက်တဲ့နေရာမှာတော့ချင်းတွေကတော့တခါလေဂျုံစိတ်သက်ရှိတယ်လို့ကျွန်တော်ကကိုယ့်အမြင်ကိုယ့်ဟာကိုယ်ထင်မကြည့်ဘူးနော်သူမြတ်ကထင်ကြည့်လိုက်သူမြတ်ပါဆိုင်ရင်လည်းပဲမခုခံဘူးမသိဟာခွင့်လွှတ်လိုက်ပါတဲ့ဒါပေမဲ့ကိုယ့်ချင်းပါဆိုင်မိတယ်ဆိုရင်တော့လေတီနေနေထိုးမိရင်တော့မှမဟုတ်ဘူးတဲ့ငါကိုလည်းမတောင်းပန်ဘူးဆိုရင်တော့ငါဆန္ဒပြမယ်ဆိုတဲ့ပုံစံရှိသေးတယ်ဆိုတော့ကျွန်တော်တို့ကဘာပြောချင်တယ်ဆိုရင်တော့အာနာဒီမိုကရေစီနဲ့ပဲကျွန်တော်တို့ကဟိုတနေ့ကကျွန်တော်အစည်းအဝေးမှာခုနပြောသလိုပေါ့ပြောတယ်ချင်းနေရလဲမလွယ်ဘူးနော်မွေးလာတာနဲ့ချက်ချင်းဒီမိုကရေစီနဲ့မွေးလာကြတယ်ဆိုတော့ချုပ်ရတာမလွယ်ဘူးတဲ့အာနာကျွန်တော်တို့ကြိုက်တယ်လို့နဲ့အုပ်ချုပ်မယ်ဆိုရင်တော့မလွယ်ဘူးအဲ့ဒါကြောင့်ကောင်းဆုံးတော့လောလောဆယ်
ချင်းလန်းဖွဲ့စည်းပုံချေခေါင်းပြည်2023နဲ့ဒီမိုကရေစီနည်းနဲ့အုပ်ချုပ်တဲ့အတွက်အဲ့ဒါလောက်ကြံ့ကြံ့တာတခါလေကြတော့ဒါပေမဲ့ရည်ရှိတွေ့တော့ဘယ်သူမှမှီမှာမဟုတ်ကောင်းလာပဲဆိုတဲ့ဥစ္စာကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်တယ်